မင်္ဂလာပါဂျူစီဂိမ်းမင်းကနေပြန်ပြီးတော့ကြိုဆိုပါရစေတပွဲကတော့ဒါ၄ရက်စတိုက်အပေါင်းပြထားပြီပေါ့နော်မနေ့ကကျွန်တော်ပေးခဲ့တဲ့ဒါဂျူဗင်တက်နဲ့အတလာတန်ပွဲဂိုးပေါ်ကလည်းညီကိုတွေအဆင်ပြေခဲ့ကြမယ်လို့ထင်ပါတယ်ဒီနေ့လည်းကျွန်တော်တပွဲကောင်းရွေးထုတ်ထားပါတယ်ဒါကတော့စေတာပီကိုနဲ့အိုဆာဆူနာပွဲစဉ်ဖြစ်ပါတယ်လက်ရှိပေးထားတာကတော့ဒါစေတာပီကိုဘက်ကနေ level အပြည့်ရှုံးပေးတယ်ဂိုးပုံကြီးမှာနှလုံး90ချုံပေးတယ်ပြောရမယ်ဆိုရင်အိုဆာဆူနာအနေနဲ့လည်းအခုနောက်ပိုင်းခြေစွင်းတွေကဒါပြန်ပြီးတော့ကောင်းလာတဲ့အနေအထားမှာရှိရပေါ့နော်နောက်ဆုံးကစားထားတဲ့၅ပွဲမှာသူ့အနေနဲ့ဒါတပွဲပဲရှုံးသေးတယ်နှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ရင်လည်းဒါတပွဲပဲရှုံးနေထားသေးတယ်တစ်ဖက်စေတာပီကိုဘက်ကကြည့်မယ်ဆိုရင်လည်းဒါစေတာပီကိုအနေနဲ့လက်ရှိမှာခြေစွင်းကောင်းလေးပိုင်ဆိုင်ထားတယ်နောက်ဆုံး၅ပွဲမှာသူ့အနေနဲ့လည်းဒါတပွဲပဲရှုံးပြီးတော့ဒါတပွဲပဲရှုံးထားတာပေါ့နော်နှစ်ပွဲကနိုင်တယ်နှစ်ပွဲကတည်ရကြတယ်နောက်ဆုံးကစားခဲ့တဲ့ဒါအိုဆာဆူနာနဲ့စေတာပီကိုဒါကစားပွဲစုစုပေါင်း head to head ဒါ16ချိန်တိရှိတယ်16ချိန်မှာဒါ8ချိန်ကစေတာပီကိုဘက်ကနိုင်ထားတယ်9ချိန်တည်ကြာထားတယ်ပြီးတော့6ချိန်ကအိုဆာဆူနာဘက်ကနိုင်ထားတယ်ဒီအိုဆာဆူနာဘက်နဲ့ဒီစေတာပီကိုနောက်ဆုံးကစားထားတဲ့9ပွဲအထိဒီအနည်းဆက်ဆုံးပေါ့နော်အနည်းဆက်ဆုံး9ပွဲအထိကြည့်မယ်ဆိုရင်လည်းဒါနောက်ဆုံးကစားထားတဲ့ပွဲစဉ်မှာစေတာပီကိုဘက်ကဘယ်လိုပြောမလဲ3ပွဲနိုင်တယ်နှစ်ပွဲကဒါအိုဆာဆူနာဘက်ကနိုင်တယ်နောက်ဆုံးအနီးကနှစ်ပွဲကိုကြည့်မယ်ဆိုတော့အနီးကနှစ်ပွဲကစေတာပီကိုဘက်ကနိုင်ထားပါတယ်ဒါပေမဲ့ဒီနေ့ပေးလာတဲ့ဂျေးစေတာပီကိုဘက်က level အပြည့်ရှုံးဆိုတဲ့အနေအထားမှာနည်းနည်းလေးပြင်းတယ်လို့တော့မြင်မိတယ်ပေါ့နော်ပြင်းတယ်ဆိုပေမဲ့လည်းဒါသူနိုင်မယ်လို့ဒါပေါ့နော်ဒါသူကန်မယ်လို့ဒါဒီရီမန်းထားလို့ဒီဂျေးပေးလာလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဗျာကန်လဲကန်နိုင်တဲ့အနေအထားမှာရှိတယ်တကယ်လို့စေတာပီကိုကဒီနေ့ပွဲမှာအိုဆာဆူနာနဲ့ဒါ3မှတ်ပြတ်ရနိုင်ခဲ့မယ်ဆိုရင်သူ့အနေနဲ့ဒါအဆင့်9ဆိုတဲ့နေရာပေါ့နော်လက်ရှိရီရဲပတဲ့sorry လက်ရှိဒါရီရဲပတဲ့နေရာအထိဒါရောက်ရှိတော့မှာဖြစ်တယ်အဆင့်9ရောက်ရှိတော့မှာဖြစ်တယ်တစ်ဖက်အိုဆာဆူနာဘက်ကကြည့်မယ်ဆိုရင်လည်းဒါသူ့အနေနဲ့ဒါအဆင့်9မှာရှိတယ်ဒီနှစ်သင်းကဒါအဆင့်ကွာခြားခြင်းအရာတော့တိတ်ပြီးတော့ကွာခြားခြင်းမရှိဘူးတစ်စင်းပဲကွာတယ်ဂျားထဲမှာရေးဆိုစီတဲ့တစ်စင်းပဲကွာတယ်ပေါ့နော်စေတာပီကိုကလက်ရှိအဆင့်9မှာရှိတယ်အိုဆာဆူနာကလက်ရှိအဆင့်9မှာရှိတယ်ဒါပေမဲ့လို့အဆင့်ကွာခြားခြင်းတစ်စင်းပဲရှိတယ်ဆိုပေမဲ့အမှတ်ကွာခြားခြင်းတော့ရှိနေတယ်အမှတ်ကွာခြားခြင်းအရာစုစုပေါင်း9မှတ်လောက်ထိဒါစေတာပီကိုကပြတ်နေတယ်ပြီးတော့ဒီနေ့ပွဲမှာစေတာပီကိုအနေနဲ့အိမ်ကွန်းအားသာချက်တစ်ချက်လဲရှိသေးတယ်ပေးထားတဲ့ကြီးအရာဒါ level အပြည့်ရှုံးတဲ့ဂိုးပုံကြီးမှာနှလုံး90ရှုံးဆိုတာကပြောရမယ်ဆိုရင်ဂိုးအောက်ကြီးကိုပေးထားတာဆိုပေမဲ့ဒီနေ့ပွဲကဂိုးအောက်သွားမဲ့ပွဲလို့ကျွန်တော်အနေနဲ့မမြင်ဘူးဇုံပေါ်သွားမဲ့ပွဲလို့ပဲမြင်တယ်ဘော်ဒီဘောကူးပေါ်သွားမဲ့ပွဲလို့ပဲမြင်တယ်။ဘာဖြစ်လဲဆိုတစ်ဖက်အိုဆာဆူနာဘက်ကလည်းဒါဒီနေ့ပွဲကဂိုးရလာနိုင်တဲ့အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်2-1လောက်ထိသွားနိုင်မဲ့အနေအထားမှာရှိတယ်။အိုဆာဆူနာအနေနဲ့အိမ်ကွင်းမှာဘယ်လောက်ပဲကောင်းခဲ့တာသူ့အနေနဲ့အဝေးကွင်းညံ့တဲ့အသင်းဖြစ်တယ်။ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုစေတာပီကိုနဲ့အိုဆာဆူနာကျွန်တော်အနေနဲ့ဒါစေတာပီကိုဘော်ဒီကိုပဲကြိုက်ပါတယ်။အကြိုက်တူတဲ့ညီကိုတွေဒါစေတာပီကိုဘော်ဒီလေးလိုက်ဆိုပါစေတာပီကို body ပါဒါကျွန်တော်တော်တော်ကို follow မလုပ်ရသေးရင်လည်း follow လေးလုပ်ထားပေးကြပါ Telegram ကိုမ join ရသေးရင်လည်း Telegram ကို join ထားပါ Telegram မှာကျွန်တော်တပွဲကောင်းအပြင် mount cut တွေကိုလည်းတင်ပေးပါတယ်ဒါကြောင့်ဒါ mount cut လိုချင်တဲ့ညီကိုရှိရင် Telegram ကို join ထားပါ Telegram link ကိုတော့ကျွန်တော်တော်တော်ရဲ့ဒါ bio မှာရှာပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစေတာပီကို body ပါခင်ဗျ